င်္ဂလာပါကျွန်တော်နာမည်ကတော့ရဲထွေအောင်ဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ Kelvin Kate နာမည်အရင်ကတော့အောင်သူလင်းဖြစ်ပါတယ်ဒီလိုလုပ်ဖို့အတွက်ပထမဆုံးတော့ကျွန်တော်စခဲ့တယ်စခဲ့ပြီး idea စဉ်းစားတယ်နောက်ပိုင်းမှာရဲထွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့လုပ်ဖြစ်တယ်ရဲထွေကတော့အဓိကပိုင်းတို့က edit လုပ်တယ်ကျွန်တော်ကတော့ idea စဉ်းစားတယ်အဓိကကတော့အားလုံးပြောစီချင်လို့ပါနောက်ပြီးတော့ဒီခုခေတ်ဖြစ်နေတဲ့လူငယ်တွေရဲ့ style lifestyle အဲ့လေးတွေကိုသိစေချင်လို့ကျွန်တော်တို့ဟာသားနဲ့ရောပြီးလုပ်ပေးတာပါအဲ့ဒီလုပ်တဲ့အချိန်မှာကောင်းတယ်အရင်ကောင်းတယ်နောက်ပြီးတော့ကျွန်တော်မှလည်းနည်းနည်း idea လေးရှိတယ်ဟုတ်ပြီနောက်နှစ်ယောက်ပေါင်းပြီးလုပ်ကြမယ်လာခဲ့အဲ့မှာစပြီးတော့နှစ်ယောက်ပေါင်းပြီးလုပ်ဖြစ်တာအခုချိန်ထိပဲပေါ့ကျွန်တော်စားလုပ်ခဲ့တဲ့အချိန်ကတော့ဒီဇင်ဘာ2015ခုနှစ်ဒီဇင်ဘာလောက်တည်းကစားလုပ်တယ်အဲ့ချိန်တော့အလောက်ထိလူမသိဘူးအဓိကကျွန်တော်အဲ့တော့စားလုပ်တာဆိုတော့ celebrity တွေအကြောင်းပေါ့သူတို့ကျွန်တော်တို့ကတရောပဲနောက်တဲ့ပုံစံမျိုးပေါ့အဲ့ရစားတယ်ကျွန်တော်10ပြောဆိုတော့ပရိသတ်တွေကကျွန်တော်အောင်ပြီးပြီးသားပဲလေဗျာကျွန်တော်ရှင်ဗီဒီယိုကအများကြီးရိုက်ပြီးသွားပြီဗျာအခုဆယ်လီဆိုတာဘာသူကပြောတာလဲကိုကျွန်တော်အဲ့လိုပဲကိုပေးလိုက်တာပေါ့ဗျာအော်ဆယ်လီဆိုကိုတတ်မှတ်လိုက်တာလားအခုတခါမှမမြင်ဘူးအကိုရဲ့ဆယ်လီအဲ့လိုတတ်မှတ်တယ်ဘာခန်းနေမှရိုက်ရတာကိုအဲ့2မိနစ်ကကျွန်တော်လမ်းလျှောက်တဲ့အခန်းလမ်းလျှောက်တဲ့အခန်းရပြီဆယ်လီဖြစ်တယ်အခုဘယ်လိုလုပ်တာလဲအဲ့ဒါကိုလမ်းလျှောက်တဲ့အခန်းနဲ့10မိနစ်မပေါ့ဘူးနောက်ကျော်ပါအော်အနောက်ကျောပါပြီခင်ဗျာဆယ်လီပြုတ်သွားတာကြောရိုက်လိုက်တာခင်ဗျာဗျာ feedback အနေနဲ့ဘာမှတော့တွေးတာပါဘူးကျွန်တော်သိတာကတော့ဘာမှရဖို့ရှိမှာမဟုတ်ဘူးဒီတိုင်းကျွန်တော်လုပ်တာအပြောကျွန်တော်ဗီဒီယိုကြည့်လူတွေပြောရမယ်အဲ့စိတ်တစ်ခုတည်းနဲ့ပဲလုပ်ခဲ့တာဘာရမယ်ဆိုတော့မတွေးခဲ့ဘူးတစ်ခါမှချို့အရင်ဝေဖန်တယ်အရင်ဝေဖန်တာဆိုတော့လက်ခံပါတယ်ဒါပေမဲ့ရှုံချတယ်ဆိုရင်ကျွန်တော်တို့ကလက်လူရှူတာလိုက်တယ်အဲ့လိုဘာလို့လဲဆိုတော့ကိုယ်မကြိုက်တဲ့လူတရားကိုကြိုက်အောင်မလုပ်ဘူးဒါဘာကြောင့်လဲဆိုတော့တစ်ချိန်ကျရင်သူကြိုက်လာမယ်ဆိုတော့ကိုသိတယ်အဲ့လိုဆိုကိုကအဓိကသူတို့အတွက်အဓိကထားပြီးတော့လုပ်ပေးတယ်ဆိုတာစေတနာမှန်တယ်အဲ့တော့တစ်ချိန်ကျရင်လူကြိုက်လာမယ်ဆိုတော့ကျွန်တော်စစားတင်တော့ဆိုကျွန်တော်ပြောတယ်ငါပေါ်အဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါကျွန်တော်စိတ်တမကြောက်ကိုသိတယ်ကိုတနေ့ရအောင်လုပ်နိုင်ရမယ်အဲ့ပုံမှာနောက်ပိုင်းလှုပ်လိုက်တော့ပါအခုချိန်မှာဆိုပြောမယ်လို့ရှမ်းကိုနေသွားပြီအဓိကကတော့အားလုံးပျော်စီခြင်းလို့လုပ်တဲ့ဒီစိတ်ထဲမှာဒီရည်ရွယ်ချက်တစ်ခုပါပဲကျန်တာဘာမှမျှော်လင့်ပြီးတော့လုပ်တာတစ်ခုမှမရှိပါဘူးကျွန်တော်ရဲ့ကိုယ်ပိုင်ဝါသနာကတော့ကျွန်တော်အရင်ဖြစ်တယ်တက်ဖို့ဆရာသူများတက်ဖို့ရိုက်ပေးရတာကြိုက်တယ်နောက်ပြီးသူများတက်ဖို့နေထိုင်ပြင်ပေးရတာဘောကြအမှုပညာအလုပ်ဆိုဘယ်အလုပ်မဆိုကျွန်တော်အရင်တဘောကြတယ်ကျွန်တော်ကတော့ဒီဗီဂျီဆွဲရတာတွေဝါသနာပါတယ်နောက်ပြီးတော့ကျွန်တော်ဒီဘယ်လို music production မှာ PT ရတယ် music တစ်ပုတ်ဖန်တီးရတယ်ဝါသနာပါတယ်နောက်ပြီးတော့ဒီခုနပြောဓာတ်ပုံရိုက်တာ photo ဓာတ်ပုံရိုက်တာအရင်ကသူများကိုရိုက်ပေးရ edit လုပ်ခဲ့တဲ့အပိုင်းနဲ့အရင်ဝါသနာပါFacebook မှာဗီဒီယိုတင်နေကျွန်တော်တို့ပြောတတ်တယ်နောက်ပြီးကျွန်တော်တို့ကဗီဒီယိုမြန်မာအရင်ပြောဖို့ကောင်းတဲ့ live တစ်ခုပိုင်ဆိုင်ထားတယ်လို့သူတို့ထင်နေမယ်ဒါပေမဲ့ real life ဆိုတာတော့လူတိုင်းမှာရှိတယ်လက်ရှိဘဝလက်တွေ့ဘဝပေါ့ကျွန်တော်ဆိုရင်အားတော့ကူရဲဆိုကျွန်တော်ရဲ့တငယ်ချင်းမဟုတ်ဘူးဗျသူကကျွန်တော်ရဲ့အကိုဝမ်ကွဲကျွန်တော်ကဒီဗီဒီယိုတွေရိုက်တယ်အစားတော့ကျွန်တော်အဲ့လိုမျိုးလူတော့မဟုတ်ဘူးပေါ့ကျွန်တော်ငြိမ်လေးနေတတ်တယ်အဲ့လိုဗီဒီယိုတွေပဲလည်းတိတ်ပြီးတော့မရိုက်တော့ဘူးဟာတာတွေပဲလည်းတိတ်ပြီးတော့ဒီတငယ်ချင်းတွေခင်အရန်ခင်မှလာကျွန်တော်ဒီလိုမျိုးမျက်ခွက်ပြောင်းတော့ဒီလိုမျိုးလူတွေအများကြီးကြည့်ဟိုကကျွန်တော်ရှက်တယ်ဆိုတော့ဒါပေမဲ့ကျွန်တော်အားလုံးပြောလို့ကျွန်တော်သူနဲ့ပေါင်းပြီးရိုက်တယ်ဒါပေမဲ့ကျွန်တော်မှာအိမ်စီးပွားရေးကရှိတယ်အဲ့ဒီဟာကိုကျွန်တော်ဝိုင်းလုပ်ပေးရတယ်ပေါ့ကျွန်တော်တို့ကအထည်လုပ်ငန်းလုပ်တယ် Lady Attraction LA ဆိုတဲ့ brand နဲ့ကျွန်တော်လုပ်တယ်အခုလည်းလုပ်နေတော့မှာအလုပ်ကတစ်ဖက်အားတဲ့အချိန်လေးမှာဒါလေးရိုက်လိုက်ဒီလိုမျိုးပဲသွားနေရတာပေါ့အခုချိန်လေးဒီဘာလဲပြောပါကောင်းအောင်လဲဘာဖြစ်နေတော့လဲနင်မီးပိုင်တော့မိမဆက်ပေးချင်ဆိုနင်ကဘာသဘောလဲဟမ်ကိုတော်လိုက်တော့နော်ချစ်တော့ချောနေတယ်နော်ချစ်အရန်စိတ်ပြက်လာပြီတက်လာကိုနော်စိတ်တော့မပြက်လိုက်ပါနဲ့ချစ်ရနော်စိတ်ဆိုးပြေဝဲစိတ်ဆိုးပြေဘာမှဖြစ်တော့နော်ဘာမှဖြစ်တော့အေးဆေးပဲအားလုံးအဲ့ဆိုလဲပြီးအောင်ဒါပဲစိတ်မဆိုးပါနဲ့တော့ကွာနော်ကိုချော့နေတယ်3ရက်လောက်ရှိပြီချစ်စိတ်မဆိုးနဲ့ကွာနော်ကိုတောင်းမှန်တယ်ကွာနော်ရှင်ကကျမအဲ့ဒါလာပြောနေတယ်ပေါ့3ရက်4လောက်နဲ့ချော့တာကျမဖြော့ပေးရမယ်ပေါ့စဉ်းစားပါအောင်ရှင်းစားပါအောင်နော်ဒါနဲ့ဗာလဲရှင်ရှင်းမိပါနဲ့တော့ကျမမိတ်မဆက်ပေးနိုင်ဘူးဟလားရှင်ရတယ်ဘာလို့ဆိုငယ်ငယ်လေးတွေကညီကိုဝင်းခွဲဆိုပြီးအရင်လိုကြီးပြင်းလာကြတာဆိုတော့စိတ်တက်ကြတဲ့အခါကျမှကိုကိုပြန်ပြောအောင်နေတယ်ဒါရဲ့ခဏတာပဲလူတွေချီးမွမ်းလဲ3ရက်ကဲရက်လဲ3ရက်တလုံးပဲတတ်မှတ်ထားတယ်အရင် seriously မဖြစ်ဘူးကိုသိတယ်ဒါရှုပ်ချလဲခဏပဲတနေ့ဒါမဲ့အချိန်လက်ခံလာစေရမယ်
စိတ်တက်ကြတဲ့အချိန်ကတော့ခုနပြောလို့ကျွန်တော်ကသူကရိုက်လာကြာပြီကြားတဲ့ကအဲ့လိုမျိုးနည်းနည်းလေးအောင်မြင်လာဆိုတော့ကြားတဲ့အနှောက်တွေဝင်လာပေါ့နောက်တွေဝင်တယ်အဲ့လိုမျိုးတန်းတယောက်နားလည်မှုလွဲအောင်မျိုးမျိုးလုပ်တယ်အဓိကအဲ့စိတ်တက်ကြတဲ့အချိန်ကကျောင်းတယောက်နားလည်မှုလွဲနေတဲ့အချိန်ပဲနားမှုလွဲနေဘလို့မှကျောင်းတယောက်ထိတ်တိုက်တွေ့ပြီးစကားပြောလို့အဆင်မပြေဘူးအဲ့ခါကျရင်လူက pressure ဝင်ဘာလို့လုပ်ရမလဲဒါပြောင်းတဲ့တယောက်တွေ့ပြီးပေါ်တင်မေးလဲမင်းဘာမကျင်နေတာငါဘာမကျင်နေတာအဲ့ခါကျမှအဆင်ပြေသွားတော့ ဟိုဗီဒီယိုတင်နေကျွန်တော်ဟာတာကြီးပဲအခုဆိုရိုက်တယ်နောက်ပိုင်းကျွန်တော်စဉ်းစားရ plan တွေရှိတယ်ဟာတာရဲ့ကျွန်တော်နောက်ပြီးတော့ပညာပေးပေါ့အဲ့လိုမျိုးပညာပေးနဲ့ဟာတာနဲ့တော့တွဲရိုက်မယ်ပညာပေးတော့ပဲဟာတာပါမယ်ဥပမာမိဘနဲ့ပတ်သက်တဲ့ပညာပေးလူငယ်တွေကြားမှာချို့လူငယ်တွေအရင်ရည်ချင်းမှုအိမ်မှာပျောက်ကွယ်လာအခုဖုန်းတွေ mobile ဖုန်းတွေပေါ်လာတဲ့ပုံမှာအားလုံးတရားကြမြစ်တာတွေမရှိတငယ်ချင်းချင်းတွေမှာတွေ့ဖုန်းပဲပို့ကြအဲ့လိုပုံစံလေးတွေကျွန်တော်တို့ကပညာပေးလေးတွေတကယ်ဆိုရင်ရှိတဲ့သူကြောင့်မြစ်တာသေးရတယ်အဲ့လိုမျိုးပညာပေးရိုက်ဖို့အများကြီးကျွန်တော် plan တွေရှိပါတယ်ရှေ့ဆက်အများကြီးလှုပ်ဆောင်သွားမှာပါဟာတာတစ်ခုတည်းမဟုတ်ပါဘူးအကုန်လုံးဒါပေမဲ့ဟာတာကတော့ပညာပေးတဲ့မှာလည်းပါမှာပါ ဒါကိုကြည့်လိုက်လို့တခုခု message ကြံသွားရမယ်တခုခုရင်ထဲမှာကြံခဲ့ရမယ်ဆိုတော့ဗီဒီယိုလေးကျွန်တော်တို့လုပ်ဖို့အစီအစဉ်တွေအများကြီးရှိပါတယ်ပြောရတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်7 days ကိုကျွန်တော်ဆိုရင်နေမကောင်းတဲ့ကြားထဲလာပြောတာကျွန်တော်အရင်နေကောင်းစားကပေါ့အတန်တော့မှကျွန်တော်ငါတန်ပေါက်နေတယ်နေမကောင်းအဲ့ဒါအခုလိုလာပြောခွင့်ရတဲ့အတွက်7 days ကိုလည်းကျေးဇူးတင်တယ်နောက်ပြီးကြည့်ပေးတဲ့ rated fan တွေကျွန်တော်အပေးတဲ့ fan တွေကိုလည်းကျွန်တော်အမြဲတမ်းလေးစားပါတယ်ကျေးဇူးတင်ပါတယ်နော်နောက်ပြီးတော့ဘာမှ pressure မရှိဘဲနဲ့ဘာမှစိတ်ဖိစီးမရှိဘဲနဲ့ဘဝကိုပျော်ပျော်ရွှင်ဖြတ်သန်းနိုင်ပါစေလို့အားလုံးကျွန်တော်တရားနေဆုတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ပါ